ဒီလောက်ဆောက်ချတဲ့ချင်းစီသမားတွေကိုလန်လန်ပြန်ခေါ်မလာပဲအီရန်ကိုပဲတမ်းပြီးပို့လိုက်တော့လို့ပရိသတ်တွေပြောကုန်ကြပြီပရိသတ်များအမိန့်လာများဝိုင်းကျူကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ဘောလကမှာကိုချတောက်ကိုပြန်ကြည့်ဖို့မင်းနေတဲ့အသင်းမျိုးကိုပြပါဆိုရင်အခုလက်ရှိချင်းစီကိုပဲလက်ညှိုးထိုးရပါလိမ့်မယ်သူတို့ရဲ့ခြေစွမ်းက conference လေးလောက်မှတော့မနေ့ရုံးကန်ရမယ့်အနေအထားရှိပေမဲ့မတမယာချန်ပီယံလိမှာသွားပြီးခြေတန်းကျင်းပြီးတော့မှပါရီမြန်မာ9ခုပြည့်တဲ့အဝိပလာဖြစ်ပြီးပြန်လာခဲ့ရပါတယ်။အရင်ကတော့ကမ္ဘာချန်ပီယံဆိုပြီးဖိကောင်းကျေခဲ့သမျှအခုတော့အီရန်ကိုနေနေတန်းပေးခံရမယ့်အထိပရိသတ်တွေရဲ့ယုံရှာမှုကိုခံနေရတဲ့ချဲစီရဲ့ဇလန်ကတကယ်ကိုရေးစရာကြီးပါပဲ။ဒီဘက်မှာဆိုအားဆုံးကိုပြောပါဆိုရင်စမ်းချန်နေရာမှာလူစားဝင်ကစားတဲ့ချဲစီကိုသမား Rocking ဆိုင်ရဲ့အစွမ်းပြမှုပါပဲ။တဲ့လက်စွမ်းကဂိုဖန်ဘိုတက်ပြမဲ့တိုက်စစ်မှုတွေကိုသိမ်းရလွယ်အောင်လမ်းပြပေးဖို့ပို့ပြီးတော့ဆေးအားထက်သန်နေသလားအောက်မေ့ရပါတယ်။ခန်းစစ်ကတူတူအထိအသေးတန်ထိန်းထားပေးခဲ့ပေမဲ့ဒီကိုသမားရက်ကွက်အဆင့်အမားတွေကြောင့်ချဲစီရဲ့မျောလင်းချက်တွေဟာပါရီကမေလာမြောင်းတွေကိုတစားစီလွှင့်ဆင်သွားခဲ့ရပါတယ်။ကလမတရားရဲ့တာဝန်ကဂုံးဝင်အောင်ကာကွယ်ဖို့ဆိုတာသူမေသွားပုံရပါတယ်။ပေးကြီးတိုင်းစစ်မှုတွေကန်လိုက်တိုင်းဂိုးတွေကိုဘောလုံးကဝင်ပြရစီဆိုပြီးတော့လမ်းဖွင့်ပေးနေတာကတကယ်ကိုစိတ်ပြည့်စရာပါ။ဒါချန်ပီယံလိအဆင့်မဟုတ်ပဲရွာကအလေကွင်းထဲမှာဘောလုံးကန်နေတယ်လို့အမားမျိုးတွေဖြစ်လို့ H ပေါ်မှာချဲစီဖန်တွေကဒီကောင်တွေကိုအီရန်မဲပိုးလိုက်ပြတော့ဆိုပြီးတော့အော်ဟစ်နေကြတဲ့အထိဖြစ်နေရပါတယ်။ပွဲစဉ်ထဲမှာတူတူအထိချဲစီတို့ရုံးကန်နိုင်ခဲ့တော့ကပရိသတ်တွေကငါတို့ကမ်းဘက်လုံးတော့မယ်ဆိုပြီးအိမ်မက်တွေရောင်းခဲ့ကြပါသေးတယ်။ဒါပေမဲ့ချဲစီဆိုတာကကမ်းဘက်လုံးဖို့အထက်ကမ်းပေါ်မှာမှောက်ရက်လဲဖို့ပိုပြီးဝါသနာပါတဲ့အသင်းမှာတူတူဖြစ်ပြီးတဲ့နောက်မှာ PSG ကဒုအောင်ရင်မှာပေါင်းပြီး3ဂိုးဆက်တိုက်သွင်းသွားတာကချဲစီရဲ့ပါကိုဘဲပြန်ရပြန်ရိုက်လိုက်တယ်လို့ပါပဲကလပ်ဝါလာတော့ကရှုံးခဲ့တဲ့အကျွေးကို PSG ကအားရပါရပြန်ဆက်သွားတာမှာချဲစီတော့အသက်ရှူတော်မသွားတော့ပါဘူးတူတူအထိရအောင်ကစားနိုင်ခဲ့တာဟာပရိသတ်တွေကိုမျှော်လင့်ချက်ပေးပြီးမှတက်ပြစ်လိုက်တာလို့တော့ဆိုနိုင်ပါတယ်ဒါချဲစီရဲ့ဆိုရလုံးနဲ့စိတ်တဲ့ပိုင်းကိုပြသလိုက်တာဖြစ်ပြီးသူတို့ဟာဖျားချန်ကိုလုံးဝမခံနိုင်တဲ့ကလေးတငယ်အသင်းလို့ဖြစ်နေခဲ့ပါတယ်နီးပြတို့စီညာလက်ထက်မှာချဲစီဟာအခုလို9ဂိုးနဲ့ရှုံးတာဟာအဆိုးအဆုံးမှတန်းတစ်ခုဖြစ်လာခဲ့ပါပြီနီးပြကလည်းဘာမှမသိလူစားလိုက်တာကလည်းဘာမှမသိနဲ့ကွင်းထဲမှာကစားမတွေကဘယ်ကိုပြေးလို့ဘာလို့ရမှန်းမသိတဲ့တောအုပ်တွေလို့ဖြစ်နေခဲ့ပါတယ်ရိုစီညာအနေနဲ့ချန်ပီယံလိဆိုတာ conference လေးမဟုတ်ဘူးဆိုတာကိုဒီပွဲမှာကောင်းကောင်းကြည့်သိသွားတော့ပါပြီသူရဲ့ကစားမတွေကစိတ်တဲ့ဘက်မှာတော်လေးပြောညံ့နေပြီးပြန်မဲ့ကဖိကန်လိုက်တာနဲ့ဖျားလေးဖို့ပဲပြင်နေကြတာပါဒါနီးပြရဲ့ဂိုင်းတွယ်မှုအားနည်းချက်တွေမကပဲချဲစီဆိုတဲ့အသင်းကြီးရဲ့ပုံရိပ်ကိုပါမြေလံဖျက်ဆီးပစ်လိုက်တာပါပဲတကယ်တော့ချဲစီရဲ့လက်ရှိခြေစွမ်းက conference လေးလောက်တောင်သွားကန်တော့မှအစာပိုင်းကျန်ကအသင်းငယ်လေးတွေကိုနိုင်ဖို့မနေရုံကန်ရမယ်နေထားပါအဲ့လိုမျိုးအသင်းမျိုးကမတမယာချန်ပီယံလိမှာလာကန်ပြီးငါတို့ကအင်္ဂလန်အသင်းကြီးပါလို့ကြွေးကြော်နေတာကတကယ်ကိုရည်စရာကောင်းပါတယ်ဥပမာပြောမယ်ဆိုရင်တော့စပိန်တော်မစီးတဲ့သူကကမ္ဘာအဆင့်ဆိုင်ငယ်ပြိုင်ပွဲမှာဝင်ပြိုင်ပြီးငါကချန်ပီယံဖြစ်မှာပါလို့ပြောနေတယ်လို့ပါပဲPSG ကအိမ်ဝဲမှာချဲစီကိုအားရပါရအနိုင်ယူသွားတာကမင်းတို့နေရာကဒီမှာမဟုတ်ဘူးမင်းတို့နေရာကရွာမှာရှိတဲ့လေကွင်းတွေထဲမှာလို့မောင်းထုတ်လိုက်တာပါပဲငါကိုပြရတဲ့ဆိုတာကရိုးရှုံးတာမဟုတ်ပဲဥရောပတစ်ခွင်မှာအရှက်ကိုအဝါခွဲလာခဲ့တာပါပွဲပြီးမှာတော့ချဲစီပိတ်တဲ့နေရာတိမခံနိုင်တော့ပဲ H ပေါ်မှာအားရပါရဆင်းဆုံနေကြပါပြီဒီစားမတွေကိုလက်နက်ပြန်မခေါ်နေတော့အီရန်ကိုတန်ပိုးလိုက်တော့ဆိုတဲ့စကားလုံးတွေကဟာသားဆန်ပေမဲ့ချဲစီရဲ့ကြားဆုံးမှုကိုအတိုင်းသားဖော်ပြနေပါတယ်ဇာမတွေရဲ့စိတ်မပါတဲ့ပုံစံဂိုသမားရဲ့ရက်ကွက်အဆင့်အမားတွေနဲ့ပြည်ပြရဲ့အញ្ញံဖြစ်တဲ့ဂိုင်းတွယ်မှုတွေကချဲစီဖန်တွေကိုတွေးတက်စေခဲ့ပါတယ်အခုဆိုရင်ချဲစီပရိသတ်တွေဟာလိုင်းပေါ်မှာတော့မပေါ်ရတော့ပဲအိမ်ထဲမှာပုံနေကြပါတယ်အရင်ကတော့ကမ္ဘာချန်ပီယံဆိုပြီးတော့ကြွေးကြော်ခဲ့သမျှအခုတော့အီတောင်ကြဲကြဲလေးမပေါက်ရဲပဲတိတိလေးပုံနေရတဲ့ဖေကတကယ်ကိုတနာစရာကောင်းနေပြီလေဖြစ်ကြောင်းပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ